အားလုံးပဲမင်္ဂလာပါရှင်။နင်း audio book channel လေးမှာကြိုဆိုပါရရှင်။အခုကျွန်မဖတ်ပြပေးမယ့်ဝိထုတို့လေးကတော့ဆရာမကြီးခင်ခင်တို့ရေးသားထားတဲ့စရေဝိုင်းဝိထုတို့များထဲမှာလမ်းလျှောက်ဒုက္ခလေးဆိုတဲ့ဝိထုကလေးပဲဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဒီကနေ့ထူးထူးခြားခြားအဘကိုသတိရနေမိသည်မနက်မိုးလင်းအိယာအထမှာထမင်းပူပူကိုသတော်ပဲပြုတ်ကလေးနဲ့စီစမ်းပြီးသားငချောက်ပိုးကလေးနဲ့တွဲပြီးမြင်လိုက်ရရွေလာတော့မသည်အဘကမနက်အိယာထားအတိုင်းဒီလိုစားလိုက်ရမှကျဉ်တ်သူဖြစ်သည်တခါတရံစိတ်လိုလက်ရမန္တလေးသို့ရောက်လာတတ်သည့်အခါကျမတို့ကမနက်ခင်းစာလက်ဖက်ဤနဲ့ဤကြပွေးစားစီခြင်းလွန်၍ဝယ်ကျွေးလျင်လည်းအလွန်ဆုံးတမနက်ပင်နောက်တနေ့တော့အဘကိုထမင်းပူပူကလေးပဲနေပေးပါကွယ်ကလမုံနေချိုးပြီးနဲ့အဘမကြိုက်ဘူးဟုပြောတတ်သည်အဘသည်ရွာရကန်းတဲ့ဖြင်းအိမ်ကြီးဝေး၍ဖြင်းတစ်ဘက်ကောင်းပေါင်းကြီးနှင့်အိမ်ရှိကွက်ပြစ်ပေါ်အမြဲထိုင်းနေတတ်သည်အသက်80အရွယ်တွင်ရုတ်တရက်မျက်စိကွယ်သွားခဲ့သောအဘကိုကျမတို့မြေးတွေကဘယ်တော့မှမျက်မမြင်လူအိုကြီးအဖြစ်သဘောမထားခဲ့ကြပါအဘသည်အကင်းအညာလွန်ရှိသောသတိနှင့်အာယုံခံစားမှုကောင်းသောတတိပြတ်တီကောင်းသောရှေ့ခေမြမကြီးတယောက်အဖြစ်ကျမတို့အမြဲယုံကြည်လေးစားခဲ့ရသည်ကောအမြင်အာယုံတွေဆုံးရှုံးသွားခဲ့တော့လဲအဘ၏အခြားအာယုံများနိုးကြားမှုအကဲဆက်မှုကတော့အံ့ဩစရာကောင်းသည်အိမ်ထဲကိုအိမ်သားဒါမှမဟုတ်ဆွေမျိုးသားချင်းတယောက်ဝင်လာသည့်ခြေစံကိုနားဆွင့်ပြီးဘယ်သူဆိုတာကိုအဘသိနေနေတတ်သည်လူတယောက်မဆိုထားနှင့်ခွေးတကောင်ဝင်လာသည်လျင်အဘကအသိနေတတ်ပါသည်အိမ်ထဲကိုခွေးတကိုးဝင်လာတယ်လိုက်ထူကြစမ်းကျမတို့မျက်စိမြင်သူတွေကအမှုမဲ့အမှန်မဲ့နေတတ်တော့လဲအဘ၏သောတာအာယုံထဲမှာချိုးအတန်နေကြားနေဟန်တူပါသည်ဒါမှမဟုတ်အနက်တစ်ခုခုရလိုက်လေသလားအဘအော်တော့မှကျမတို့ကခွေးတကိုးကိုလိုက်ထူကြခြောက်ကြလှန့်ကြလုပ်ရသည်လူစိမ်းတယောက်ရဲ့စကားပြောသံကိုနားဆွင့်ပြီးဘလို့လူသားလဲဆိုတာကိုပင်အဘကဝေဖန်မှန်းချနိုင်စွမ်းရှိသည်တခါကဖေဖေအိမ်မှာမရှိတော့ကျမတို့အိမ်ကိုလူတယောက်ရောက်လာသည်အသားညိုညိုမျက်နှာပေါက်ဆိုးဆိုးနဲ့လူတယောက်ဖြစ်သည်ဖေဖေနာမည်ကိုအကြမကြပြောနေသည်ကျွန်တော်ဥညိုရဲ့မိတ်ဆွေပါသူနဲ့ကျွန်တော်နဲ့စင်အိုးဖောင်ဆွဲတုံးကအတော်ကလေးလက်တွဲခဲ့ရတာဗျဖယ်သွားတော့ဆိုပြီးအဖေနဲ့သူရင်းနှီးကျွမ်းဝင်ကြောင်းနေဖောင်းလောက်အောင်ပြောနေတော့သည်မမေကတော့ရင်နှွေးချမ်းကလေးတဲ့ရင်အခန့်စကားပြောသည်ချက်ချင်းမယုံသေးပဲအကဲဖမ်းနေသည်တော်တော်ကလေးစကားပြောမိတော့ဒီလူကမမေထံမှငွေချေးပါတော့သည်ရိုးပေါက်ဟာပေါက်မရှိတိတိကျကျကြီးပြောနေတော့ဒီတရစဲဤစကားတွေကယုံကြည်လို့ဆရာရှိသည်မို့မမေကပတ်ဆက်ထုတ်ချေဖို့စဉ်းစားနေပြီမောင်ညိုရှိမှလာခဲ့ကွာမမြတင်မချေးနဲ့ဟိအဘကလှမ်းဟန်လိုက်တော့မမေပင်အားတော်အားနာကြောင်းအန်းကြီးဖြစ်လို့ဖေဖေပြန်လာလို့အကျိုးအကြောင်းပြောပြတော့ဖေဖေကတစ်ချက်စဉ်းစားလိုက်ရင်ပြန်ပြောသည်ဟုတ်တယ်အဲ့ဒီသူကငါနဲ့ခင်ပါတယ်ဒါပေမဲ့လူလိမ့်ရဲ့ကွာရွာစဉ်ကိုပါဒီလိုလိုက်လိမ့်နေတာအလကားလူအဘကကဲငါမပြောတာမမှန်ဘူးလားဆိုသည့်ပုံနဲ့ပြုံးထေးထေးကြီးလုံနေသည်ဒါကအဘ၏အကြအာယုံတွေကခွဲခြမ်းသိမြင်နိုင်တတ်သောနိုးကြားမှုတွေဖြစ်သည်အနက်အသက်ကိုလည်းအဘကကောင်းကောင်းကြီးသိနေတတ်ပြန်သည်ကျမတို့အိမ်ကောင်းရဲ့ဘက်ကစပယ်ယုံကြီးရှိသည်အဘထိုင်သောကွက်ပြင်းနေဆိုလျင်ဝါနှစ်ရိုက်ခန့်တော့ဝေးမိထင်သည်တပေါင်းတစ်ဦးမို့စပယ်ရွက်ကလေးတွေကအရွက်ကျွေပြီးရွက်နုသစ်တွေတက်နေစေရှိသေးမို့မိုးနေဝေးသောရာသီမှာစပယ်ပွင့်တွေကိုတွေ့နိုင်ဖို့ကမလွယ်ပြီးတော့မနက်တိုင်းစပယ်ယုံလေးစီကျမရောင်မြဲဖြစ်သည်စပယ်နဲ့အမွေတဟငမြေသွားကြည့်စမ်းစပယ်တွေပွင့်ပြီးထင်တယ်စပယ်ယုံစီသွားကြည့်တော့စပယ်ဥကလေးကတပွင့်နဲ့မကြစ်ကြစ်လုံးခက်ခဲကလေးပွင့်နေသည်ဒါတွေမကသေးဝေးလုံးလှသောကောင်းငင်ကမိုးရီရနံ့ကိုပင်အဘကအာယုံခံစားကြည့်တတ်သေးသည်မိုးရနံ့ရတော့ကွာသိစရာရှိတာသိဆဲထားကြမိုးရွာလိမ့်မယ်လေကြလိမ့်မယ်ဟေ့လေးဘူးမွေးတယ်အဖပြောတိုင်းမှန်နေတတ်သည်မို့ကျမတို့လူကောင်းမျက်မြင်တွေအမြဲရှုံးနေရသည်မျက်စိမမြင်သောအဖကိုပဲမိုးလေဝသဘေးရင်မေးရတတ်ပါသည်အဖ၏အာယုံခံစားမှုတွေကအံ့ဩစရာကောင်းမနေပေဘူးလားအမြင်အာယုံချွတ်တဲ့သူတွေမှာလူမဆွတ်နတ်မှာဆိုသလိုကဲ့သို့တခြားအာယုံတွေအားကောင်းနေတတ်သည်ဆိုသောစကားကျမကြားဘူးပါသည်သို့သောအဖကပိုလွန်းနေသည်တီလွန်းနေသည်အာယုံခံစားမှုထက်မြက်လွန်းနေသည်အံ့ဩစရာသိတဲ့အဘကိုအံ့ဩစရာလေးသားရသည့်အချက်ကတော့အဘ၏တက်တီပြက်တီတွေကိုပဲဖြစ်သည်ကျမတို့ငယ်ဘဝတွေတုန်းကအဘနဲ့အတူရွာမှာပဲနေခဲ့ကြပါသည်
နွေရာသီအကြောင်းပိတ်ရရောက်တိုင်းရွာပြန်လေးရှိသည့်မြို့နေမြေးတွေကိုအဘကတန်တန်တာမျောလေးနေရှိပါသည်ရွာတွင်မြေးတွေရှိသည့်ရက်တွေမှာတော့အင်းရှိတလေးမြေမှာထိုးထားသောအတောင်20ခန့်ရှိလျားသည့်ဝါကွပြည့်ကြီးပေါ်တွင်အတုံယုံပြအိတ်ကြပါသည်အဘပြောသည့်အိယာဝင်ပုံမီမောင်းများစွာကိုကျမတို့မောင်နှမတွေနားထောင်ရတိုင်းမပါမဖြစ်ဇလန်းကဂျပန်နေဝင်းလာတော့ကသူဘလို့လက်တံပြောင်းခဲ့တယ်ဆိုတာတွေကိုအကြောင်းထက်ပြောနေတတ်ခြင်းဖြစ်သည်အဲ့ဒီတော့ကအဘတို့တရွာလုံးဖက်စစ်ဂျပန်ကိုကောင်းကောင်းကြီးလက်နေရတဲ့အချိန်ပေါ့ကွာဂျပန်တွေကစမိတ်ခုံဘက်ကနေအဘတို့ရွာတွေဘက်ကူကူလာတာရွာတွေကနွားတွေဆွဲကြက်တွေဆွဲနဲ့အနိုင်ကျင့်တော့တာမြေးတို့ရဲ့လူတွေကိုလည်းအကြောင်းမရှိအကြောင်းရှာပြီးပါရိုက်ချင်ရိုက်တာကွာမခံကျင်စိတ်ရှိပေမဲ့လက်နက်တွေနဲ့ဆိုတော့ဘလူးလုံးဝင်တော့မတော့အင်္ဂလိပ်ကလိုက်တိုက်လို့အဲ့ဒီကောင်နေစစ်စုပ်ပြေးတော့မှအဘတို့ကချောင်းတွေ့ရတာအဘတို့ရွာကကျောင်းဆရာကိုဝဲကျော်ကကိုရွာဘက်လာရင်စော်ရအောင်ဆိုပြီးပျောက်ကြားတက်ဖွဲ့ဖွဲ့ထားနေတာကိုပျောက်ကြားတက်ဖွဲ့တဲ့အဘမပါဘူးလားပါတာပေါ့ကွာမင်းကလည်းအဘစကားပြောတိုင်းမကျင်တတ်တာလို့လို့မခံကျင်တာလို့လို့မင်းကလည်းဆိုသည်စကားကိုစောင်းဆောင်အောင်ကြီးပြောတတ်သည်ဒီစကားအသုံးလုံးကအဘလက်သုံးစကားတညတော့အဘကင်းမဝေးဖို့တာဝန်ကြရောကွာတာဝန်ကြတယ်ဆိုတော့ကိုရှိတဲ့ဓမြောင်ကလေးတစ်ချောင်းခါကြထိုးပြီးကင်းဆောင်ရတာပျောက်ကြတာဆိုတာဘာလက်နှမ်းမှရှိတာမှမဟုတ်တာညာကြီးတန်ကောင်လောက်ရောက်တော့အရှိရွာဘက်ကစူးစူးညံ့ညံ့အတန်တွေကြွားရတာပဲကွာသနတ်တန်တွေရောလူအော်တန်တွေရောစူးလို့ပဲကျမကအဘကိုငေးနေမိသည်ဒီစကားကိုမကြခဏကြားရတတ်တော့လဲကြားရတိုင်းရင်ဖိုရသည်ညာဤအလင်းရောင်အောက်မှာအဘမျက်နှာကိုမှောင်ရီိုးတော့ဝါကျမတို့မျက်စီထဲမှာတော့အဘကိုသူရဲကောင်းကြီးတယောက်လိုမြင်ရောက်နေကြသည်ဓမြောင်တလက်နဲ့တော်လန်ရေးရဲဘော်ကြီးတယောက်ဂျပန်တော်လန်ရေးတဲကကြောက်ကြားစစ်တီတော်ကြီးအတန်နေကြတော့အဘတို့ရွာဘက်ကလည်းအသင့်မြင်ထားရတာပေါ့ခဏနေတော့မဲနဲ့ဂျပန်ကြီးတယောက်အဘကင်းမုံဝတ်တဲ့ဘက်ပြေးလာတယ်ကောင်းငင်ရောင်နဲ့တနက်ကြီးပါလာတာမြင်နေရတယ်တကယ်တမ်းနဖူးတွေဒူးတွေရင်ဆိုင်ရမှာဆိုတော့လေရင်တွေပန်းတွေတုံနေတာပေါ့ကွာလူတယောက်ကိုရံမရှိဘာမရှိချက်ချင်းကြီးခုတ်ဖို့ထစ်ဖို့ဆိုတာမလွယ်ဘူးကွအဖမကြောက်ဘူးလားလူချင်းကြောက်ပါမလားကွာအမင်းကလည်းလာပြန်ပြီသူတို့မှတင်တ်တွေဘာတွေပါလာတာဆိုတော့သတိတော့ထားရတာပေါ့ဂျပန်ကအဖကင်းမိုးဝစ်တဲ့ဖြောက်စိတ်ပင်ကြီးအောက်တက်တဲ့ပြေးဝင်လာတော့ဖြစ်ချင်ရဖြစ်ကွာဆိုပြီးဝင်လုံးရတော့တာပဲတင်းချိုင်းကုန်းနာကဖြောက်စိတ်ပင်ကြီးလားအေးဟုတ်တယ်ဖြောက်စိတ်ပင်ကြီးကအခုလောက်မကြီးသေးဘူးအဘတကိုးစားကွဲသားယုံကလေးရယ်အဘကဟုံးဆိုထွက်ပြီးလုံးတာဆိုတော့သူ့လက်ထဲမှာတနတ်ပါပေမဲ့အဘကိုပြစ်ချိန်ဖယ်ရလိမ့်မလဲအဘကဝင်းလုံးကလေးကသူ့ရင်ဝါကိုဓမြောင်နဲ့စိုက်ချလိုက်တာတော်တော်နဲ့မသေးဘူးမောင်ရေသူဟန်ချက်ပြက်နေတော့ကိုကအပေါ်စီးကခွထိုးရတာဟာကျမကတော့အဘနေဂျပန်လုံးထွေးတပ်ပုံနေရကိုမျက်စီထဲမြင်နေတယ်အဲ့ဒီတော့ကအဘများရှုံးခဲ့ရင်ကျမမျက်ရည်တွေဝေးလာခဲ့သည်ကျမအထက်ကက်လျက်အကိုကကွက်ပြစ်ကဘောကဘုံငနဲ့ထထိုင်သည်ပါးစပ်ကဘလုံးပရွေမေးသည်အဘရောဘာမှမဖြစ်ဘူးလားအဘမျက်နှာကြီးကရဲနေရာမှာချက်ချင်းအမဲ့တီးသွားသည်မေယိုကြီးတွေကအထောင်ထလာလေသလားပြင်းတွဲဖြစ်နေသည့်ခန္ဓာကိုယ်သည်ပင်တောင်းတင်းနေသည်ထင်ရ၏နည်းနည်းတော့ခံရတာပေါ့ကွာမင်းကလည်းဒီမှာကြည့်စမ်းအဘကသူ့ဖြီအင်ကြီးရင်ဘက်ကျဲသီးတွေကိုဖြုတ်ပြီးညာဘက်ပခုံးဆုံးကကန့်လန့်ပြအမာယိုကြီးကိုလှမ်းပြသည်ဒဏ်ရာကတော်တော်ကြီးသည်ဒီဒဏ်ရာကြီးကိုလည်းအဘဇလန်းနှင့်အတူကျမတို့မြင်မှုနေကြသို့တော့ပြတိုင်းလည်းထကြည့်ကြမြဲဖြစ်သည်သူကတနတ်ထိတ်ကလှန်စွန်းနဲ့အဘလည်းပင်ကိုချိန်ထိုးတာလေအဘကအဆောင်ကောင်းလို့ပခုံးဆိုင်ပါသွားတာဒီကောင်တွေကအတိုက်ခတ်တော့ကျွမ်းသားကွအဘကရန်သူကိုပင်လှမ်းပြီးချီကျူးလိုက်သေး၏ကျမတို့မှာခဏမြင်မှုနေကြအဘပခုံးပေါ်ကဖူးကြွနေသောအမာယိုကြီးကိုကင်ကြည့်ကြရင်ကျက်သိန်းတစ်ဖြန်းထကြရသည်ဒါကပွဲဥထွက်အဘ၏အောင်ပွဲနောက်ပိုင်းဂျပန်ဒေါ်လာရေးဇလန်းတွေကတတိကြီးကျမတို့အဘကတက်တီရှိလိုက်တာမှအဘတက်တီကိုအဘအပြောနဲ့တင်မဟုတ်ပဲကျမကိုယ်တိုင်ကျမလက်တွေ့ကြုံတွေ့ခဲ့ရဘူးပါသည်ကျမရှင်းတဲ့သမီးလောက်တော့ငါဖြစ်သည်ဒီတော့ကအဘမျက်စိမကွယ်သေးပါကျမကို2ယောက်နဲ့ကျမတို့မြေအကြီး3ယောက်ကိုခေါ်ပြီးအဘနဲ့အတူရွာပြန်ခဲ့ကြသည်ရွာတွင်အဘပိုင်သောမြေကွက်ကလေးများရှိသည်မို့ပဲသိရင်လဲရင်ပတ်ရင်ပြန်ခဲ့ကြခြင်းဖြစ်သည်
မမရရအဲ့ဒီညကလှမသာပါခါတိုင်းပြားလဲနေတော့လာရအောင်မှာကျမတို့တလင်းမြင်ကွက်ပြဝိုင်းကလေးတီတွင်ပိတ်ပိတ်မှောင်းနေ၏မှောင်လွန်းသောညမို့ကျမတို့ရေဖိုးလေးရောက်စောစောစီးစီးပင်အိပ်ပျော်သွားကြသည်ငယ်ဘွားထဲမှာကျမအမြဲတမ်းတရသည့်အထက်တွင်အဖ၏တလင်းမြင်ကွက်ပြကလေးပေါ်အိတ်ဆက်ရသည့်အရသာပါသည်အေယာရီမြစ်ပြင်ကျဲကိုချက်တိုက်ပြေးဝင်လာသောအေးမြလက်ဆက်သည့်လေးနှင့်စူညံတမ်းမရှိသောရွာကလေး၏ရင်ဝင်တွင်ကျမတို့အေးအေးဝဝအိတ်ကြရသည်မဟုတ်လားအထူးသဖြင့်မြို့မှာရှောင်လွှဲရမရသောတင်းငယ်သလောက်ရက်ဆက်သည့်ချင်းတို့၏နှိမ့်ဆက်ခြင်းကိုလုံးဝမခံစားရတာပဲဖြစ်သည်ဟိတ်ကောင်တွေထားကြစမ်းအဲ့လိုကောင်းနေတော့အဘကကျမတို့မောင်နှမ3ယောက်ကိုအတင်းလှုံလို့သည်ကျမတို့အိယာမကမူးရှူတို့ထကအဘခေါ်ရနောက်ကိုဘူးမသိဘာမသိလိုက်ခဲ့ကြရသည်အိမ်မြောက်ဘက်စီယိုဘေးတွင်စိမ့်စားတရက်ပင်ကြီးအောက်ရောက်တော့ထရွက်ပုံလေးကြားကိုကျမတို့မောင်နှမတွေအားထိုးထဲလိုက်သည်ကျမကတော့အန်ဒီရဲ့တစ်ခုခုရှိနေမှန်းသိလိုက်ပြီးဒီမှာငါမြေးတွေမကြောက်ကြနဲ့နော်အဘပြောမယ်တောင်ဘက်ပိုင်းကအောင်စင်းတို့အိမ်ဓမြတွေဝင်းနေတယ်သိလားငိမ့်နေအဘကမကြောက်နဲ့ဆိုတော့မှကျမတို့မောင်နှမတွေပိုး၍ကြောက်လာကြသည်ကျမကအဘရင်ဝင်နဲ့တိုးဝင်ပြီးအဘလည်းပင်ကိုတိုင်းဖက်ထားလိုက်သည်အကိုလေးကအကြောက်လွန်ပြီးတစ်ဆက်တုံးနေတော့လူနဲ့ထိနေတဲ့ထရွက်ကြောက်ကဒတ်တီနှင့်မြည်နေပါတော့သည်အဘကအကိုလေးကြီးတင်မကိုဆက်ခနဲ့တစ်ချက်ရိုက်ထဲလိုက်ပြီးဟိတ်ကောင်ငိမ့်နေစမ်းမကြောက်နဲ့အဘရှိတယ်ထိုခေတ်ထိုအခါကဆိုပေမဲ့ရွာမှာဓမြတိုက်တန်မကြားရတာကြပါပြီဒီတခါတော့မမျော်လင့်မဲဝင်တာမို့အငိုက်မိခံလိုက်ရတာပါပဲအဘဤတူမကျမတို့ကြီးတော်ကလည်းရွာမှာလူချမ်းသာစရင်ဝင်မှုဓမြတွေကကျမတို့နေသည့်အိမ်ဘက်ကူးလာသည်ကြီးတော်ဤငိုတန်းတောင်းပန်တန်တွေကိုကျမတို့အတိုင်းသာကြားနေရ၏ဓမြများဤဟိန်းဟောက်တန်တွေကရွာကလေးထဲမှာကြားစိုးဝင်သလိုဖြစ်နေသည်ဟိတ်ကောင်လေးပါဇက်ကမေးမရရင်သကောပေါက်နဲ့လဲဝင်းဆိုပြီးလှဲစမ်းကွာအတန်မမအတန်ကြီးကြောင်အဘကိုမောက်တောက်မှတ်သွားသည်ခဏနေတော့ကြီးတော်ဤနာနာချင်းချင်းအော်တန်တွေဆက်မပြတ်ပေါ်လာ၏ကျမတို့မောင်နှမတွေမှာတော့နေရစရာပင်မရှိပါမင်းတို့ငိမ့်နေရကြနော်ထွက်မလိုက်ခဲ့ကြနဲ့ထွက်လိုက်လာတဲ့သူအဘကရိုက်မှကြားကြလားဟိကျမတို့ကိုထရက်ပုံချထားခဲ့ပြီးအဘကလှစ်ခနဲ့ထွက်သွားသည်ဓမြတွေကအဘမျက်နှာကိုလက်နှိပ်တမ်းပြီးဖြစ်စီးထိုးသည်အဘကမကြောက်မရွံ့နှင့်ကြီးတော်ရှည်သွားရက်သည်တစ်ချက်ကလေးမျက်နှာမပြတ်ဟုကြီးတော်ကနောင်တွင်ပြော့ပြပါသည်ငွေကြီးမြင့်မှရှိတာအကုန်ထုတ်ပေးလိုက်စမ်းပေးပြီးပါပြီတော့ဘာမှမကြံတော့ပါဘူးကဲသူ့မှရှိတာမင်းတို့ရပြီမဟုတ်လားကျင်းဖို့ကောင်းပြီကွာမင်းတို့ပြန်ကြတော့ဓမြတယောက်ကအဘဤအိမ်မီရင်ဘက်ကိုစောင့်ဆွဲလိုက်တော့အဘကမမတောင်းတောင်းကြီးလုံနေသည်အန်တွေကိုတင်းအောင်ကြိတ်ထားသည်ဟုဆိုဟိခမဘာဝင်ချုပ်ထားတော့သေသွားခြင်းလို့လားအဘကရဲရဲဝံ့ဝံ့နေပင်သူ့အင်ကြီးရင်ဘက်ကိုဆွဲထားသောဓမြဤလက်ကိုပုတ်ချလိုက်သည်လက်နှိပ်ဓမ္မီအောင်အောက်မှာတွေးတောက်ကြီးမျိုးရိုးဆိုသည့်ဇာတိပုံညာတွေလွှမ်းတက်လာသည့်အဘမျက်နှာကြီးကိုကျမဘယ်တော့မှမမေ့နိုင်တော့ပါခေါင်းဆောင်ဖြစ်ပုံရသောဓမြကအဘ၏ပခုံးကိုလက်ဖြင့်တစ်ဖြက်ဖြက်ရရင်လေးကလေးနှင့်ပြောသည်။ကိုင်ကျုပ်တို့ကျင်းတတ်ပါပြီဗျာ။အဲ့ဒီတုန်းကသာဓမြတွေကအဘကိုတစ်ခုခုလှုပ်လျင်အဘကလည်းတစ်ခုခုပြန်လှုပ်ဖို့ပိုင်းဖြတ်ထားပြီးသားဟုဆို၏ဓမြတွေရွာထဲကထွက်သွားတော့မောင်းတူထုကလူတွေတအုံနှင့်စု၍လိုက်ကြလေသည်ဟိုဘက်ရွာဒီဘက်ရွာတွေကပါဝိုင်းညှက်လိုက်ကြတာမို့စူပွဲ၍နေတော့သည်ဓမြတချို့ကိုလက်ရဖမ်းမိသည်ဟုကြားရ၏နောက်ရက်တွေမှာတော့ကျမတို့မောင်နှမ3ယောက်တအားကြောက်နေသဖြင့်အဘကမြို့ကိုပြန်ပို့လိုက်သည်ဖေဖေကကျမတို့ကိုဖြစ်ညစ်ထားရင်တစ်ဖွက်ဖွက်ပြောနေသည်ကလေးတွေမသေးကောင်းမပြောက်ကောင်းကွာကန်ကြီးပေလို့သာပေါ့ဒီစကားကြတော့အဘကချက်ချင်းပင်တုံ့ပြန်သည်ဘာမှဖြစ်တာလည်းမဟုတ်ဘဲနဲ့ပြောရော်မယ်မင်းကလည်းကလေးတွေကိုမချောက်ပါနဲ့ကွာငမ်းမြေးတွေကမကြောက်တတ်ဘူးကွာနော်အဘကိုတူတာကွာနော်ဟာဟာဟာကျမတို့ကိုမြောက်တယ်လို့ပင့်တယ်လို့နေပြောရင်အဘကတဟားဟာရဲနေပါတော့သည်ရဲမောနေတော့လဲဒီစကားကအဘဤလေးနဲ့တည်ကြည်သောစိတ်နှလုံးကစီးဆင်းလာမှန်းကျမသိပါသည်ကျမရှစ်တန်းတက်သည့်နှစ်တွင်အဘမျက်စိကွယ်သွားခဲ့ခြင်းဖြစ်သည်ကျမတို့အကြီးအကျယ်စိတ်မကောင်းဖြစ်ပြီးအဘကိုတနာနေကြပေမဲ့အဘကတော့ဘာခံစားမှုမှမရှိအောင်မအဘမျက်စိကွယ်ပေမဲ့အလင်းရောင်ကိုတော့မြင်ရတယ်ဟေ့မှောင်နာလင်းနာအဘကောင်းကောင်းသိတယ်အဲ့ဒီအလင်းရောင်နဲ့အဘနေမှာပေါ့အဘဒီခါတိုင်းကဲ့သို့တက်ကြွမြဲတ
တက်ကြွနေခဲ့သည်အဘအမျက်သီးကွယ်သွားတော့ရွာမှာမနေပဲကျမတို့နှင့်အတူမြို့တွင်လာနေသည်ကျမတို့ကလည်းအဘကိုခါတိုင်းတက်ပို့ပြီးဂရုစိုက်ကြသည်မနဲ့အိယာထသည်နှင့်အဘကိုသူထက်ငါသွားစကားပြောကြအဘအတွက်လိုအပ်တာတွေလုပ်ပေးကြနှင့်အဘနာကမခွာကြပါကျောင်းကပြန်ရောက်လျင်လွဲတောင်မချိတ်သေးပဲအဘစီအရင်တန်းသွားကြအဘအတွက်တကူတကဝဲလာသည့်ကျောင်းမုံတွေကိုကြွေးကြနှင့်ခလေးတယောက်လိုပင်စကြနောက်ကြနေကြသည်ငါမျက်စီကွယ်ရတော့ခက်ကောင်းကောင်းဟာနှုတ်မို့ဆိုရင်ဒီကောင်တွေငါနာကိုကတ်မှာမဟုတ်ဘူးအဘကပြောတော့ကျမတို့မျက်ရည်ဝဲကြရသည်အဘသည်မြေးတွေကိုချင်းလွန်းလာသဖြင့်သူမြေးတွေလူစမ်းကားလှုပ်လာလျင်တပြုံးပြုံးနှင့်ချီးကျူး၍မဆုံးနိုင်ပေကျမအောက်တွင်အငယ်3အောင်ရှိသေးသည်အငယ်ဆုံး2ယောက်ကစားဝိုင်းရန်ဖြစ်ပြန်လာသည့်နေ့ကတစ်ဖက်ကခံလိုက်ရသောခလေးမိဘများအိမ်ကိုလိုက်တိုင်သည်မိမိကခလေးတွေကိုရိုက်ဖို့ထုတ်ပြင်တော့အဘကမမြင်မဆန်းနဲ့ထွက်လာပြီးမိမိလက်ထဲကထုတ်ကိုဆွဲချိုးပစ်လိုက်သည်ခလေးချင်းရန်ဖြစ်တာပဲဟာရန်ဖြစ်ပါတယ်ဆိုမှသူဥသူချကိုဥကိုချမှာပေါ့ဒီမှာအခုနေကျုပ်မြေးတွေသာဖမ်းလာခဲ့ရင်ကျုပ်ကပြန်အချခိုင်းမှသိလားကဲမကျင်တတ်ရင်ခမခလေးတွေလွတ်လိုက်စမ်းလူကြီးတွေမပါသေးဗျာမေလို့သူကအဘကိုမျက်စောင်းတစ်ချက်ထိုးပြီးပါဇက်မှပြောဟဲ့ဆိုဟဲ့ဖြင့်ပြန်ထွက်သွားသည်အဘကသူမြေးအလုံးကိုခေါ်လိုက်ရင်တရားဟောတော့သည်ဒီမှာမင်းတို့ရန်ဖြစ်ရင်ဘယ်တော့မှခမ်းမလာရစေနဲ့ဥအောင်သာချခဲ့ကြခမ်းပြန်လာခဲ့ရင်မင်းတို့ကိုအဘကစီရိုက်မှကြလာမမေကတော့အဘစကားကိုကြိုက်ပုံမရပါဖေဖေကလည်းတော့ခလေးတွေကိုမြှောက်မပေးပါနဲ့ငကိုကမှစိုးကျင်နေကြရတဲ့အထက်ဟာမြောက်ပေးရမှာပေါ့ခလေးတွေကိုနေရာတကာနှိမ်ထားရင်အစွမ်းအစာနဲသွားတတ်တယ်။ငမြေးတွေလူမိုက်ဖြစ်ခြင်းဖြစ်ပါစေလူကြောင့်မဖြစ်စေရဘူး။အဘဤစကားကိုကျမတို့တွေမျက်လုံးအဝိုင်းသားနဲ့နားထောင်နေမိကြပါသည်။မိမိကလည်းအဘဤစကားကိုချက်ချင်းခြေပနိုင်ပုံမရသလိုတပြင်းစားချနေတော့သည်။အဘကွယ်လွန်သွားခဲ့သည်မှာနှစ်ပေါင်း20လောက်ပင်ရှိတော်မူအဘသည်မျက်စိကွယ်ပြီးနောက်10နှစ်လောက်ထိကျမတို့နှင့်အတူနေသွားရသေးသည်။တောင်ဝေးတစ်ချောင်းနှင့်ကျမတို့ခြံနဲ့တရောက်ရောက်လျှောက်သွားနေတတ်သောအဘ၏ပုံရိပ်များကကျမစိတ်ထဲအခုထိဆွဲမြဲနေသေးပင်အဘတောင်ဝေးဆောင်ရခြင်းမှာအိုးလို့နာလို့မဟုတ်ပဲမျက်စိမမြင်ခြင်းကြောင့်သာဖြစ်သည်အဘသည်ရက်ရှိနာမကျန်းဖြစ်နေတာမျိုးအိပ်ရတဲ့ဘုံဘုံလဲတာမျိုးမရှိသလောက်ကျန်းမာရေးကောင်းသောအဖိုးအကြီးဖြစ်သည်အဘ၏တတိတွေကပဲအဘကိုအသက်ရှိစေသလားလို့ကျမတွေးကြည့်နေမိသည်အဘရှိနေစဉ်ကာလတစ်လျှောက်လုံးမှာလည်းကျမတို့အတွက်ဝင်တော့ဝင်ဖို့ဖြစ်မနေခဲ့ပါအဘသည်လူဘိုးကြီးတယောက်မဟုတ်သည့်အပြင်ကျမတို့အတွက်မရှိမဖြစ်လူကြီးတယောက်အဖြစ်ချစ်တာပိုးခဲ့ရသည်အိမ်တွင်အပူးပြောက်ထားကစပစ္စည်းတစ်ခုခုပြောက်လျင်မျက်စိမမြင်သောအဘကိုမေးကြရသည်အဘကတောင်မွေးတောက်နှင့်အိမ်အနှံ့ခြံအနှံ့ဟိုရောက်သည်ရောက်ဟိုစန်းဒီစန်းဆိုတော့ထင်းရင်ခိုင်းရင်ကအမှတ်တင်ညာထားတတ်သည်အဘကျွန်တော်နာရီကလေးဘယ်နှတွေ့တော့ရင်နိုင်လားအဘတော့ရေဒီယိုတင်တဲ့စင်ပေါ်တွေးမိမှတ်တာပဲသွားချလျင်နိုင်ကိုတွေ့ရဖို့သေးကြသည်တခါတရံကျမတို့မေးတီမေးရောဖြစ်နေသောကိစ္စကိုအဘကသတိရှိနေတတ်သည်အထူးသဖြင့်ပစ္စည်းယူကိစ္စတွေမှာမေးသည်မရှိအနောက်ဘက်အိမ်ကချိန်ဝင်ငှားသွားတာပြန်ရပြီလားမရသေးဘူးသွားတောင်ကမြေအခုသွားတောင်လူတွေကလိုတဲ့အချိန်မှာသတိရကြတာမလိုဘူးဆိုရင်လှဲ့တောင်မကြည့်ကြဘူးထုံးစံကိုဖြစ်လို့ဗျာအဘကဒီလိုအသေးအဖွဲကိစ္စတွေမှာအထိသတိရှိနေလေတော့ကျမတို့အတွက်အဘရှိနေတာတန်ဖိုးရှိနေတော့သည်ကျမအမှတ်မိပါသေးသည်ကျမတို့အိမ်ကဖောင်ဆွဲမော်တော်ကိစ္စနဲ့ပတ်သက်ပြီးကျမအကိုကြီးကဖေဖေကိုလုပ်ငန်းအတွေ့အကြုံတွေအကျိုးအကြောင်းရှင်းပြနေသည့်အနာမှာအဘကထိုင်းနေသည်ကုန်းကလေးမြုပ်ရင်နားထောင်နေသည်ဖေဖေကကျွန်တော်လည်းလူကြီးတွေဆိုတော့တလုံးမှပြန်မပြောခဲ့ရပါဘူးဒီတစ်ခါကျွန်တော်တို့မော်တော်စင်းမပါတော့ဘူးအကိုကြီးစကားကိုဖေဖေကဘာမှချက်မှဝင်မပေးတော့လဲအဘကချက်ချင်းမျက်နှာတင်းသွားသည်မင်းကလည်းဘာကြီးဖြစ်နေကိုယ့်ဘက်ကပြောစရာရှိတာတော့ပြောခဲ့ရမှာပေါ့ကွာတကယ်တည်းတက်တီကလည်းနဲလိုက်တာလွန်ရောပြောလို့မရတာတစ်ပိုင်းပေါ့မဟုတ်ဘူးဗျရဲ့ဒါကပြောလဲထူးမှမဟုတ်ဘူးဝင်တော့လက်မှတ်နဲ့ထွက်စာဆိုတော့ကျွန်တော်တို့မော်တော်အညာဆန်တုံးကပြစ်ချက်ရှိလို့တဲ့စီနီယာအောက်သွားတာပေါ့ဗျရဲ့ကိုကြီးကရှင်းပြတော့လဲဘာကမလျှော့ပါမင်းတို့စာထွက်တာတွေဘာတွေငါနားမလဲပါဘူးမင်းပါဇက်ကတလုံးမှမပြောခဲ့ရတာကိုပဲငါမခံကျင်တာမင်းတို့လူစားအညံ့တာကိုငါပြောတာတက်တီဆိုတာမှန်တာကိုပြောဝင်လုံးဝင်တာကိုခေါ်တာကွာဖြစ်ရလေချင်းကွာဆိုဒီပုံမျိုးဖြစ်ရဲ့ဘာကတောင်မွေးကောက်ကိုင်းပြီးထွက်သွားတော့ကျမတို့မှအဖမကြအောင်ခတ်အုပ်ဘင်းရဲခဲ့ကြသေးသည်
အသက်80ကျော်80အထိပြောဝင်ပြောရဲတက်ဒီကိုတပြားသားမှမလျှော့ခဲ့သည့်အဘသည်တေချင်းတရားကိုတော့မလွန်ဆန်နိုင်ခဲ့ရှာပါကျမယုံကြည်တာတစ်ချက်ကတော့သေမင်းနှင့်စကားပြောခွင့်ရလျင်ဖြင့်အဘသည်လွယ်လွယ်နှင့်လိုက်ပါသွားလိမ့်မည်မဟုတ်ဆိုတာပင်ဖြစ်သည်အဘဆုံးသည့်နေ့ကကျမတို့တအိမ်လုံးဘသူမှမသိလိုက်ကြပါအဘတိတ်နေမကောင်းသဖြင့်ဆရာဝန်အိမ်ပင်မြည်ဆေးထိုးရသည်ပင်ဒီတစ်ချိန်သာရှိခဲ့ဘူး၏အဘဆုံးမြည်ညင်ဦးကအိမ်သားတွေအဘနာမှာဝိုင်းထိုင်ပြီးစကားတွေပြောနေကြတော့အဘကရဲရဲမောမောရှိနေခဲ့သည်ကျမ်းမာရေးကောင်းလွန်သောအဘကိုထိုများလောက်နှင့်သေဆုံးသွားလိမ့်မည်လို့ညီသူအမြမထင်ခဲ့မနက်မိုးလင်းအဘနာကိုကျမသွားတော့အဘကိုနှိုးလို့ခေါ်လို့မရတော့ပါကျမတို့တအိမ်လုံးစူးပွက်သွားကအဘကိုစန့်ကြည့်ကြတော့အမှန်တကယ်ပင်အဘသေဆုံးသွားခဲ့ပြီကျမသည်မျက်ရည်တွေကြားမှာအဘမျက်နှာကိုလှမ်းကြည့်လိုက်သည်အသက်ကိုစွန့်လွတ်ပစ်လိုက်ဖို့အတွက်သေမင်းကိုအဘတက်တီရှိရှိရင်ဆိုင်သွားပြီကောတရားမှုမှုအချိန်မှာအဘနှုံမှာကျမတို့မြေးတွေကိုတခွန်းတလေလောက်လှမ်းခေါ်လိုက်ဖို့တောင်အားကိုအားထားမရှာခဲ့တဲ့ဘဝကိုစွန့်ခွာသွားရသည့်အဘ၏မာနကိုကျမနားလည်လိုက်မိပါသည်အဘ၏အတွေးခေါ်နှင့်စိတ်ဓာတ်မှန်သလားမှားသလားကျမမသိဘာပဲဖြစ်ဖြစ်ကျမကတော့ဒီလိုစိတ်ဓာတ်ကိုကြိုက်သည်အဘကင်ခဲ့သည့်လမ်းလျှောက်တော့ကလေးကိုတစ်သက်လုံးသိမ့်ဆဲထားဖို့ကျမဆုံးဖြတ်ထားသည်ဒီလမ်းလျှောက်တော့ကလေးကအဘ၏တောင်ဝေးမဟုတ်ဘဲအဘ၏မျက်လုံးများဖြစ်နေခြင်းကြောင့်ဖြစ်ပါသည်ဗရောက်မြေမဂဇင်းအမှတ်9 AB 2003အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်